အားလုံးပဲမင်္ဂလာပါခင်ဗျာကြပြတော့ရွတ်ချင်ပါတယ်ကြပြရဲ့ကောင်းစီကိုနှင်းစီ80လို့အမည်ပေးထားပါတယ်နှင်းစီ80အားစဖို့ကျောင်းဝန်းထဲမှာရဲနီးနေခဲ့တဲ့နှင်းစီလိုကျောင်းသူတယောက်တက္ကသိုလ်ရိပ်သာလမ်းအိမ်မှာစံတရားတစ်လုံးနှင်းစီတဝင်းနဲ့ဝင်ချွားနေခဲ့တဲ့မိန်းမတယောက်တန်း90လုံးပေါ်မှာတော့ရှင်းနိုင်ခဲ့သေးတာပဲကျမယောက်ျားမိုက်ကယ်အဲ့တဲ့ပေါ်မိတ္တမမျှပဲနေပါမလားတိုင်းပြည်တစ်ခုလုံးကိုတော့ချစ်ပြနိုင်ခဲ့တာပဲကျမသာလေကင်အဲ့ဒီကိုမချစ်ပဲနေပါမလားအချစ်ဆိုတာရွေးချယ်မှုရဲ့ရေတောက်မြစ်ပဲအဲ့ဒီချစ်တဲ့စိတ်နဲ့ပဲလန်ဒန်မြို့အိမ်မော်ကနေကျမဆင်းလာခဲ့တာကျမမှာပိုင်ဆိုင်တာဆိုလို့ချစ်ချင်းမေတ္တာဉာဏ်ပညာနဲ့နှင်းစီတပွက်မယ်ရှိတာပါတနက်ကင်ထားသူတွေရဲ့ရှေ့မှာဒါမှမဟုတ်ထောင်ထဲမှာဒါမှမဟုတ်ကဘာကြီးရဲ့ရှေ့မှာကျမမှာလူသိစင်နိုင်တဲ့ဘာလက်နဲ့ရယ်လို့မှမရှိခဲ့ပါဘူးကျမမှာပိုင်ဆိုင်တာဆိုလို့တပွင့်ပဲရှိတာပါနှင်းစီကိုပန်ထားရင်းနဲ့ကျမဘဝတည်းမုန်တိုင်းကြိမ်ကြိမ်ကြခဲ့နှင်းစီကိုနမ်းနေရင်းနဲ့ကျမထောင်ကြိမ်ကြိမ်ကြခဲ့နှင်းစီကိုဖကင်နေရင်ကျမကိုအကြိမ်ကြိမ်လုံးကြံခဲ့ခီးလန်းတစ်လျှောက်သွေးအလိမ့်လိမ့်ကြခဲ့ဘယ်တော့မှဖတ်မပြေခဲ့တဲ့နှင်းစီတွေဘယ်တော့မှမငိုခဲ့ကြတဲ့နှင်းစီတွေအဲ့ဒါနဲ့ကျမလည်းနှင်းစီကိုဆက်ပြီးဖန်ထားပြခဲ့တယ်ကျမဟာဘူရကပလင်းအကယ်၍ if ဆိုတဲ့ကြပြာကိုရုတ်ခဲ့အရှုံးမပေးနဲ့မိငယ်တချင်းကိုဆိုခဲ့တောင်းဆောင်ပရုံးကိုရာပြိုထုံးစံရှိတယ်ရှင်တော့ကိုပြစ်ထားခဲ့ဖို့ဘယ်တော့မှကျမမစဉ်းစားခဲ့ပြီးတော့မလုပ်ရတာဘာမှမရှိဘူးဆိုတဲ့သူတွေရဲ့ရှင်းပါလေနှင်းစီတပွက်ပန်းပြီးရှင်တို့အတွက်မမမက်ရှမ်းနေခဲ့တာပေါ့သူတို့ကနှင်းစီလာတာကိုမသိကြဘူးသူတို့သိတာကနှင်းစီမှာစူးနေတယ်သူတို့ကနှင်းစီဆိုပြီးကျမကိုခုတ်လဲကျင်ကြတယ်သူတို့မသိတာကရှင်နန့်ဆိုတာလေထဲမှာကြံခဲ့တာကျမစဉ်းစားနေတာကလွတ်လပ်ပြီးတိုးတက်တဲ့တိုင်းပြည်တွေဘလို့စဉ်းစားကြတယ်လဲဆိုတာပြောပြဖို့ကျမတွေးနေတာကပညာတတ်တွေဘလို့တွေးကြတယ်လဲဆိုတာပြောပြဖို့ကျမကတော့အေးစစ်စစ်ပဲအသက်80မှာကဘာကြီးကိုနှိမ့်80စာလောက်အကျော်ပေးထားလိုက်မယ်ပုံစံနဲ့အေးစစ်နိုင်ငံပေါင်း80သမိုင်းကိုပြောပြရမလားဆိုတဲ့တက်ကြွမှုနဲ့အေးစစ်အသက်80မှာစောင်း80အလို့ရုပ်ပြရမလားဆိုတဲ့အထာနဲ့
လူငယ်တွေရဲ့လက်ထက်ကမြို့80လို့အေးစေးမိုင်80မကနှင်းစီရနံ့တွေလွင့်ပြန်နေသလိုအေးစေးအသက်80မှာရှင်တို့ကိုချစ်နေမှသိနေတော့ချစ်ရလားလို့မိလာမှလည်းမဟုတ်တော့ကျွန်မကအေးစေးပဲရှင်တို့ကိုချစ်တဲ့စိတ်နဲ့ကျွန်မကအေးစေးစေးပဲမာရဲဆောင်းဝင်တော့ပါ